ချစ်သူကောင်လေးရဲ့စကားတွေကြောင့်အနုပညာလောကမှာအဆက်ကွဲနေရတဲ့တန်တာမိုးသိန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တန်တာမိုးသိန်းကတော့ပြီးခဲ့တဲ့ရက်ကမှသူချစ်သူရှိကြောင်းကိုအတီအလင်းဖော်ပြထားတာဖြစ်ပါတယ်။သူချစ်သူကောင်လေးကတာမန်ကောင်လေးမဟုတ်ပဲအတော်လေးကိုလည်းချမ်းသာတဲ့အတိုင်းဝိုင်းတွေကဖြစ်ပါတယ်။ဒါအပြင်ချစ်သူဖြစ်ပြီးဆိုတာနဲ့ချစ်သူကောင်လေးကဝင်ကြီးသားရဲ့လို့လည်းနာမည်ကြီးနေတာပါ။ဒီလိုမျိုးစုံနာမည်ကြီးနေတဲ့ဂျားတွေကနေတန်တာမိုးသိန်းကိုအားကြသူအပေါင်းလည်းရှိပါတယ်။သူရွေးလိုက်တဲ့အမျိုးသားကပြည်စုံချမ်းသာတဲ့သူဖြစ်နေလို့ကိုအားကြနေကြတာပါ။တန်တာမိုးသိန်းကလည်းတကယ်ချမ်းသာတဲ့ကောင်းလေးဖြစ်လို့ဝင်ကြွားကဆိုရှယ်မီဒီယာမှာချပြတာပါ။ဒါပေမဲ့လက်တွေ့နဲ့အထင်မြင်ကကွဲလွဲနေကြောင်းကိုချစ်သူကောင်းလေးကသူ့အကောင့်မှာတင်လာခဲ့တာပါ။အဲ့ဒါကတော့တန်တာမိုးသိန်းနဲ့ပတ်သက်ပြီးရေးတင်ထားတာဖြစ်ပါတယ်။ချစ်သူဖြစ်နေပြီလို့ချပြလိုက်ချိန်မှာလူတွေရဲ့စိတ်ဝင်စားမှုကချစ်သူကောင်းလေးဖြစ်တဲ့ဟိန်းထက်ကိုရောက်ရှိသွားပါတယ်။အမျိုးမျိုးဝေဖန်တာလည်းရှိသလိုရေးစားဟောင်းကမရွေးချယ်လို့ရရှိလိုက်တာဆိုပြီးလည်းဝေဖန်တာဖြစ်ပါတယ်။ဒီလိုဝေဖန်တာတွေကိုသူ့ကောင်လေးကမခံနိုင်မဲ့တုံ့ပြန်ထားတာပါ။သူအနေနဲ့ဘေးကောင်မလေးကမှတန်တန်ဆွဲမဖြစ်နေကြောင်းလည်းရေးတင်ထားပါတယ်။ဒါအပြင်သူ့ဘဝမှာအခုချိန်ထိကိုလက်ထပ်ခြင်းနဲ့မိန်းကလေးမျိုးမရှိသေးဘူးလို့ဆိုလာခဲ့တာပါ။ဒီစကားကတန်တာမိုးသိန်းအတွက်တိတ်ခါထိခိုက်စရာအခြေအနေအထိကိုဖြစ်သွားနိုင်တာပါ။တန်တာမိုးသိန်းကမင်းသမီးဖြစ်တဲ့အတွက်အားလုံးကစောင့်ကြည့်နေချိန်မှာသူတွဲနေတဲ့အမျိုးသားကသူ့ကိုလက်ထပ်ဖို့တော့အစီအစဉ်မရှိကြောင်းထုတ်ပြောခဲ့တာပါ။မိန်းကလေးတိုင်းကတွဲကြပြီဆိုရင်လက်ထပ်ဖို့အထီးသာရည်ရွယ်ထားတာပါ။ဒါပေမဲ့လည်းတစ်ဖက်ကအမျိုးသားကတော့ကိုလက်ထပ်ဖို့တော့အစီအစဉ်မရှိဘူးဆိုတာကစိတ်ထိပါစရာဖြစ်နေတာပါ။တန်တာမိုးသိန်းကတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးဘာမှထုတ်ပြောတာမျိုးမရှိပါဘူး။အစားကလေးကသူမကိုဆိုရင်လောင်ကျင်းသူတချို့ကတော့ယူဖို့တော့အစီအစဉ်မရှိတဲ့ကောင်လေးကိုကြွားနေတယ်လို့ပြောဆိုနေကြတာပါ။ပရိသတ်တွေကတော့တန်တာမိုးသိန်းကိုသာတနာနေကြတာဖြစ်ပြီးအချစ်ရေးမှာကံမကောင်းမှုလို့ဆိုနေတာပါ။သူမဘက်ကအနာကြကကောင်လေးကိုလည်းဝိုင်းပြီးပြောဆိုနေတာပါ။ချစ်သူကောင်လေးဟိန်းထက်ကတော့သူကခရိုနီလည်းမဟုတ်သလိုဝင်ကြီးသားလည်းမဟုတ်ကြောင်းရှင်းလင်းထားပါတယ်။လူတွေကသူ့ကိုဝင်ကြီးသားလို့ထင်နေကြတဲ့အတွက်အခုလိုဖြေရှင်းလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရိုးရိုးသားသားတွင်းနေကြရုံနဲ့လို့လည်းရေးသားထားကတန်တာမိုးသိန်းနဲ့ပတ်သက်ပြီးအရန်ကြီးမျှော်လင့်တာမျိုးကိုမခံချင်တဲ့ပုံပဲဖြစ်ပါတယ်။ဒါကြောင့်မို့ပရိသတ်တချို့ကလည်းသူ့အပေါ်မှာအထင်လွဲကဝေဖန်နေကြတာပါ။တန်တာမိုးသိန်းကပြီးခဲ့တဲ့အခြေရေးမှာလည်းကံမကောင်းတာအားလုံးအသိပါပဲ။သူမကိုပြစ်ကတခြားဆရာဝန်ကောင်းမလေးနဲ့လက်ထပ်သွားခဲ့တာပါ။ဒါကြောင့်မို့အနုပညာလောကတွေကမင်းသမီးချင်းကအစပြောင်းခဲ့ကြတာဝေဖန်ခဲ့ကြတာတွေရှိခဲ့ပါတယ်။အခုလည်းပဲအခြေရေးကကံကောင်းမလို့နဲ့လက်ထပ်ဖို့တော့အခြေအနေတော့မရှိသေးတာပဲဖြစ်ပါတယ်။လက်ထပ်တော့မယ်လို့ထင်နေကြသူတွေလည်းကောင်းလေးရေးတင်ထားတဲ့စာကိုကြည့်ပြီးအံ့အားသင့်ကုန်ကြတာပါ။ဒီပုံအတိုင်းဆိုတန်တာမိုးသိန်းကတိတ်အချက်မခံရကြောင်းပေါ်လွင်ကအပျော်တွဲနေတဲ့ပုံစံသားဖြစ်ပါတယ်။အစင်မပြေရင်အချိန်မီလမ်းခွဲမှာဖြစ်ကလက်ထပ်ဖို့ဆိုတာအစီအစဉ်ကိုမရှိသလိုကောင်းလေးဘက်ကတွေးလည်းမတွေးထားပါဘူး။တန်တာမိုးသိန်းကအနုပညာအလုပ်တွေတိတ်မလုပ်ဖြစ်ပဲရန်နာနေတာလည်းကြာပါပြီ။ပုံမှန်ဆိုရင်တရုတ်ဆောင်ရင်လည်းအရေးချင်းရှိသူဖြစ်လို့အနုပညာအလုပ်တွေပြန်လုပ်စေချင်ကြပြီမဲ့သူကိုယ်တိုင်ကဇက်ကားတွေပြန်မရိုက်ဖြစ်သေးတာပါ။တန်တာမိုးသိန်းအတွက်ဘယ်လိုမြင်မိကြလဲဆိုတာကောမန့်မှာအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။